ai khali mui jin yin myo la mui jin ba lo ho pyo a yin le aku mui pi da che jo phyat pi da ne khali ko ye taung sei pan pi lai bu ai di atain le takha de tit da de the pi lo myit the twa myo lai ke loka a myin ne pyo sa di ame ha karuna mya la yet set laဒါဒီမျက်လုံးကအကုန်လုံးမြင်တတ်တဲ့မျက်လုံးနော်အဲ့ကလေးကရေမျောသွားရောဟိုးမှမျက်စိမှာရေချိုးနေတဲ့မိန်းမ2ယောက်ရှိတယ်အဲ့တစ်တာလေးမြင်လိုက်တော့ဟဲဟိုမှာတစ်တာတစ်လုံးငါဟာတဲ့ဘာမှမသိဘူးနော်လူတဘာဝလောဘငါအထက်မှာမပွေးတာပါနိုင်ဒုက္ခရောက်မှာနော်အဲ့နောက်တစ်ယောက်ကလည်းမခံချင်းစိတ်နဲ့အဲ့မြင်နေရတဲ့တစ်တာကနင့်ဟာတဲ့အထက်မှာမမြင်ရတဲ့ဟာငါဟာတဲ့လောက်ပြောင်းအဲ့ဒါသူတို့အနားလဲရောက်ခလေးလေးဖြစ်နေတော့အဲ့ဒါအရှင်နုရုဒ္ဓစီယူသွားပြီအရှင်နုရုဒ္ဓပြတော့အရှင်နုရုဒ္ဓဒီခလေးကိုကြည့်လိုက်တော့ဒီခလေးကဒီဘုံကယဟန္တာဖြစ်မှာဒါပေမဲ့လောကစည်းစိမ်နဲ့ခံစားဖို့ရှိသေးတယ်အဲ့တော့ဒီကလေးကိုငါတက္ကတထေးစီပေးလိုက်မယ်ဆိုတက္ကတထေးစီပေးလိုက်အောင်ပေးလိုက်တော့အဲ့တက္ကတထေးကအဲ့ခလေးလေးကိုအိမ်မှာမွေးတာဒီနေ့အဲ့ကလေးရောက်12နှစ်ရောင်းမကုန်နဲ့ကုန်နေအကုန်လုံးတရက်ထဲနဲ့ကုန်တယ်အောင်မလေးလက်ကောင်လေးဟာဒီကလေးဟုတ်တယ်နော်လက်ကောင်လေးမွေးထားနော်ကြည့်လိုက်ငါသမီးနဲ့ပေးစားမှာတကယ်ပေးစားတာအိမ်အောင်ပြုတ်တဲ့နေ့မင်္ဂလာဆောင်တဲ့နေ့မှာပဲအိမ်ခွဲပေးတယ်အိမ်ကကြိုဆောက်ထားတာအဲ့တော့သူတို့အတွက်ဆောက်ထားတဲ့အိမ်ကိုဒီနေ့မင်္ဂလာဆောင်ပြီးမိဘတွေကြော့ပြီးတော့နေမဲ့အိမ်ကိုတွားအိမ်လေကားကုန်နင်းလိုက်တာနဲ့အိမ်တော့ဘေးမှာရွှေတောင်ပေါက်လာရွှေတောင်ကလည်းအောင်ကောင်းသားတွေတရေကြအောင်ပြောလိုက်အောင်မနော်ရွှေတောင်ရလေသူလိုချင်ရင်လက်နဲ့သွားဖက်တပိတ်တာဆိုတပိတ်တာအချိန်30ဆို30ဤကနေပါလာတာနော်တခြားလူဆိုပစိန်နဲ့ပေါက်လည်းမရနည်းနည်းလေးတောင်ပဲ့မထွက်တော့ခတ်เสียလိုသေးလားနောက်သူဖဲလိုက်တာ30အချိန်30ဆိုအချိန်30ဖက်ပြီးရင်အဲ့နေရာပြန်ပြည့်သွားတာနော်ချိုက်သွားတာမဟုတ်ဘူးအဲ့မို့တတောင်တော့အောင်းကုန်းမှရှင်တော်တော်ကောင်းမှာနော်တရွာလုံးလာဖဲဟာဆိုတော်တော်ဆင်ပြေမှာနော်အဲ့လောက်ပိုင်တဲ့တထေးဖြစ်နောက်တော့ဖះကြွလာတော့တရားနာပြီးဒါတွေစွန့်ပြီးတော့ယဟန္တာဖြစ်သွားတယ်ထားပါတော့အဲ့ခလေးဘာလို့စွန့်ပစ်ခံရတာလဲမွေးချင်းဟိုလူတွေပြောတဲ့စကားအတိုင်းပြောရင်လေအမလေးဒီကလေးမှာဘာအပြစ်ရှိလို့လဲကလေးလေးကအခုမှမွေးကင်းစားလေးဘာအပြစ်ကင်းတဲ့ကလေးကိုဒီအမေကရက်ဆက်တာအဲ့ဒါကလောကအမြင်ဟုတ်တယ်နော်ဓမ္မအမြင်နဲ့ကြည့်လိုက်တော့အဲ့ကလေးသည်ကတ္တပဘုရားရှင်လက်ထက်တုန်းကပဋိန်ဆရာနေုံပြောလိုက်အောင်မလားလူတွေအသက်ကြီးရင်လေနည်းနည်းများတယ်နော်ဘုန်းကြီးလည်း59ထဲရောက်ပြီဒီဟာပြောဟိုဟာရောက်နေတော့ပလင်မောမဆင်းနိုင်ဒုက္ခနော်ကြိုးပြီးတော့ကာထားတာဟိုမှာရှင်မောက်ကလန်နေပြီးတော့ဟိုဘက်ရောက်ကုန်ပြီဇတိလာရောက်ကုန်ပြီနော်အဲ့ဒါပဋိဆရာဆိုတော့သူတို့ကိုးကွယ်နေတာယဟန္တာအရှင်မြတ်တစ်ပါးရှိတယ်ကတ္တပဘုရားရှင်ကသက်တော်ရှိဘုရားဆိုတော့ပြိဋိဘံစံတော့ဓာတ်တော်မပြိုကွဲဘူးအလောင်းတော်လိုက်ကြည့်ရှိတယ်ဒါဆိုရင်ဘုရားစေတီကဘယ်နှဆူတဲလို့ရတဆူပဲအလောင်းတော်လိုက်ကြည့်ထပ်ပဒံထားပြီးတဲမှာတဆူပဲဆိုရွှေစေတီတဲကြဆိုတဲကြတာထပ်ပဒံသွင်းကနီးတော့ယဟန္တာတစ်ပါးကြွလာပြီးတော့လိုက်ကြည့်လိုက်တော့မဟုတ်ဦးတစ်ဖက်ကကြမ်းနေရောအဲ့ဒါမေးကြည့်တော့တိုင်းသူပြည်သားလူအများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ကြံနေတာတဲ့ဒါဆိုငါတကာရှိသွားဦးမယ်ငါတကာသွားပြောမယ်ပေါ့သူတကာပဋိဆရာသွားရောဟိုလဲရောက်ရောယန္တာရှင်မြတ်မျက်လွှာလေးချပြီးသွားတာတကာဘာဖြစ်နေလဲသူမကြည့်ဘူးလောကမှာအလိုက်မသိတဲ့တည်းမှာဘုန်းကြီးနဲ့ကလေးနဲ့ပါလဲနော်ဟိုကဘာဖြစ်နေမသိဘူးကိုဖြစ်ချင်တာပဲပြောတာပဲဘုန်းကြီးလည်းဒီတိုင်းပဲကလေးလည်းဒီတိုင်းပဲနော်အခုလည်းဟိုမကြည့်ဘူးတကားလင်မယားချင်းညံဖြစ်ပြီးစိတ်ဆိုးနေတဲ့အချိန်ဘုန်းကြီးကအိမ်ရောက်သွားပြီးတော့တကားကြီးတို့တိုင်းသူပြည်သားတွေတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဟိုမှာမဟုတ်ဘူးကမပြီးသေးဘူးအခုထပ်ပနာလည်းသွင်းကန်နီးနေပြီတကားကြီးတို့ကြည့်လို့တဲ့နဲ့နော်တဲ့ဆိုတော့ဒီမှာဘာဖြစ်မှန်းမသိကိုရောကလည်းတမအောင်ဆိုပြီးတော့တကားကိုရောဘာပြောလိုက်လဲဆို
ကိုရောဖရာရေထဲမျောလိုက်နော်ဝစီပေတာကိုရောဖရာရေထဲမျောလိုက်အဲ့မှာမိမချက်ချင်းဝင်ပြောတယ်တော်ကျမကိုမကျင်တတ်လို့ရိုက်ချင်ရိုက်တယ်ဘာမှမဖြစ်ဘူးတဲ့အရှင်မြတ်ကြီးမှာဘာအပြစ်ရှိလို့တော်သွားစော်ကားတာလဲအဲ့မှာယောက်ျားလည်းဘာသာရေးသမားဆိုတော့ချက်ချင်းသတိဝင်ပြီးချက်ချင်းတောင်းမှန်တာတကားတောင်းမှန်တော့တကားငါပြင်မာတာမဟုတ်လေကိုတော့ဖရာရေထဲမျောလိုက်ဆိုဒါဖရာကိုပြင်မာတာဖရာတောင်းမှန်မှရမှာဘယ်လိုတောင်းမှန်မလဲရွှေပန်းကန်ကြီးလုတ်ပြီးတော့ဖရာအလောင်းတော်ထပ်ပနာသွင်းတဲ့နေပါဖရာအဲ့အလောင်းတော်နဲ့တခါတည်းဇေဒီတဲ့လိုက်သွားထပ်ပနာသွင်းပူဇော်ကြော့တောင်းမှန်ပေါ့ငါဟုတ်ပြီဆိုပြီးတော့ဆရာတော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုပြီးတော့ရက်ကကတ်နေလို့ရွှေပန်းကန်မမိဘူးအသားအကြီးကိုဒါလေးအဖေမမိလို့မင်းဝိုင်းကူပါလားဆိုဒါကြီးကပြောတယ်ကို့ပြစ်နဲ့ကိုလေးတဲ့အဲ့နဲ့သားလက်ကိုကိုညီတော့သားလက်မင်းကူမလားဆိုကျွန်တော်နဲ့ဗာဆိုင်လို့လဲတဲ့သားငယ်လေးကိုသားငယ်ဆိုတော့အဖေကျွန်တော်ကူမယ်တဲ့သားသမီး၃ယောက်မှာနော်ဘသူကတီးတတ်တယ်အငယ်လေးကတီးတတ်တယ်အဲ့ဒါနဲ့ပဲထပ်ပနာသွင်းခဲ့တယ်ပေါ့နော်ထပ်ပနာသွင်းခဲ့တယ်အဲ့ရွှေပန်းကင်လူလို့ရွှေတောင်ပေါက်တာနော်ရွှေတောင်ပေါက်တာဘာလူလို့ရွှေပန်းကင်လူခဲ့လို့ဒါပေမဲ့အဲ့ဘဝမှာရွှေပန်းကင်လူလို့ရွှေတောင်ပေါက်အဲ့ဘဝမှာစော်ကားခဲ့တာကကိုတော့ဖရာရည်တယ်မျိုးလားကတော့တောင်းမှန်နဲ့သို့တော့လုံးဝတော့လွတ်မသွားဘူးတက်တော့တက်တာတယ်ပေါ့နော်ကတော့တောင်းမှန်လိုက်တော့မတက်တာဘူးလားတက်တာလားဒါပေမဲ့ဘဝတရားတိတိမွေးပြီးတိုင်းရေမျောတာသူ့ကိုမွေးတဲ့အမေဘယ်အမေဖြစ်ဖြစ်ရေမျောတာဒါဆိုရင်ဒီမအေကိုဒီမိမမလိုခြင်းစောတဲ့ကမမွေးပါနဲ့လားမွေးပြီးဘာလို့ပြစ်ထုတ်တာလဲမိခင်စိတ်မရှိဘူးလို့အပြစ်ပြောစရာမရှိဘူးနော်ဆိုတော့ကံကံအကျိုးကိုသာယုံကြည်ရင်လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးအားလုံးဟာသူကံနဲ့သူဖြစ်ထိုက်တယ်လို့ဖြစ်နေကြတာကြီးတယ်ပဲနော်ဒေါသထွက်စရာမရှိဘူးလို့ပြောတာနော်အဲ့ဒါနားလဲဖို့အရာအလုံးကလက်ခံနိုင်တဲ့အနေထားရှိတယ်အခုဒီအမေတွေမဟုတ်ဘူးအဲ့ရှေ့က69ရောက်တော့အမေကလည်းသူ့ဟိုဆိုမွေးပြီးတာနဲ့ရေမျောတာပဲဒါမအေးအပြစ်လားခလေးကန်လားလူတွေကတော့ဒီအမြင်နဲ့ဆုံးဖြတ်တော့မွေးခင်းစားခလေးမှာဘာအပြစ်ရှိလို့ဒီလိုလုပ်တာလဲဆိုပြောတာအမှန်ဒီမွေးခင်းစားခလေးကအခုမရှိပင်နဲ့အတိတ်ကမရှိခဲ့ဘူးလားရှိခဲ့တယ်နော်ရှိခဲ့တယ်အဲ့ဒါကိုနားလဲအောင်မြင်အောင်ကြည့်ရမှာနော်အရာအလုံးမျက်စိမြင်တာလေးနဲ့ပရတ်ဆိုလှမ်းပြီးတော့အပြစ်တင်လိုက်တာမျိုးတော့မလုံးနဲ့သူ့ရှေ့ကဘာပါလာတယ်မသိဘူးနော်ကဲအဲ့ဒါဇတိလဖြစ်သွားတာအဲ့ဇတိလဖယားသူတို့ပဲကြွလာတော့တရားနာပြီးတော့ဒီတရားတွေကိုလူဝတ်နဲ့တော့အပြည့်စုံမကျင့်နိုင်ဘူးဘုန်းကြီးဝတ်နဲ့မှကျင့်လို့ရမှာယဟန်ဝတ်မယ်လဲဆိုရောအမွေတွေပေးရတော့ဒါကြီးတွားရွှေတောင်ကနေရွှေတုံးပေါက်ခဲ့ရော့ပေါက်တူတောင်းဆိုကန်ထွက်လာဖေးကျွန်တော်ပေါက်လို့မရတန်းလက်သွားပေါက်တောင်းဆိုကန်ထွက်လာတယ်အဖေကျွန်တော်လည်းမရဘူးတန်းငယ်သွားပေါက်ဤကနေဆိုရွှေတုံးရအဖေကျွန်တော်ရအဲ့ဆိုရင်အဲ့ရွှေတောင်မင်းယူလိုက်တဲ့အဲ့၃ယောက်ကဟိုတုန်းကကတ္တဗဘုရားလက်ထက်ကလည်း၃ယောက်ပဲအကြီးကဘာလို့ပေါက်မရလဲဆိုတော့ကိုပြည့်နဲ့ကိုသူပဲအလက်ကရောကျွန်တော်လည်းပါဆိုင်လို့လဲအဲ့၂ယောက်လုံးမရဘူးနော်အဲ့ဘာပြောချင်တာလဲဆိုမိဘသမီးရဲ့မနဲ့ဆွန်းလောက်အောင်စောစောလေးထားပါအမေတို့ကလည်းအိတ်ကောင်းလုံးရှိတယ်ဘာမှမသိဘူးမှတ်ထားအမွေမရဘူးနော်အမွေမရဘူးတတိထားညင်းတဲ့လူအမွေမရဘူးအဲ့ဒါလေး